ဒေသနာကျမ်းခန်းကြီး7အငယ်1ကနေပြီးတော့မှ6ထိ Let's go အားလုံးဖတ်ရအောင်အသင်အစာကိုနာနဲ့ချိန်နဲ့One more time အငယ်6မှာနာနဲ့ချိန်၌မျိုးစေ့ကိုခဏလေးဒီမှာမျိုးစေ့ကိုတိမ်းခိုင်းတာလားကျဲခိုင်းတာလား One more time မျိုးစေ့ကိုတိမ်းခိုင်းတာလားကျဲခိုင်းတာလားAmen မျိုးစေ့ဆိုတာစားဖို့လားစိုက်ဖို့လား Yes နားလည်ဖို့ရောက်တဲ့ဖျားရှင်စကားပြောပါစေအဖဖျားခရစ်ကိုယေရှုတင်တဲ့ဝိညာဉ်တော်ဖျားခရစ်သားသမီးကိုဆက်ပြီးတော့မှစကားပြောပေးတော်မူပါကယ်တင်ရှင်သခင်ခရစ်တော်မြတ်သောနာမကိုဆုတောင်းအပ်နာပါတယ်ဖဖျား Amen အနည်းဆုံး6ယောက်5ယောက်လောက်ကိုအကောင်းဆုံးပြုံးနဲ့ Shalom ဆိုပါလေနှုတ်ဆက်ပေးပါဦး Praise the Lord Amen 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 Hallelujah, hallelujah. ကဲဒါဆိုရင်ချိန်နဲ့ငယ်တွေမှာကျွန်တော်တို့ငွေကြေးဆိုင်ရာနိုင်ငံတော်ရဲ့စီမင်းဥပဒေသားတတိယပိုင်းဘယ်နှပိုင်းရှိပြီလဲတတိယပိုင်းရှိပါပြီလို့နော်ငွေကြေးဆိုင်ရာနိုင်ငံတော်ရဲ့စီမင်းဥပဒေသားတတိယပိုင်းရောက်လာပါပြီလို့နော်ဒီနေ့ကတော့မျိုးစေ့နဲ့ပတ်သက်ပြီးတော့မှဆင်ခြင်သွားမှာဖြစ်တယ်ပထမပတ်တုံးကဘာအကြောင်းပြောလဲ Come on ပထမပတ်တုံးကဘာအကြောင်းပြောလဲ10ဘိုးတဘို့ပြောပါ10ဘိုးတဘို့ပြီးခဲ့တဲ့ပတ်မှာဘာအကြောင်းပြောလဲအူဒီဘာလဲအူဒီဒီပတ်မှာတော့ဘာအကြောင်းပြောမလဲဆိုတော့ပူဇော်တကာပြောပါပူဇော်တကာတနည်းအားဖြင့်ပြောပါမျိုးစေ့ဆိုတော့ဒီနေရာမှာရှောလမုန်မင်းကြီးကဘာပြောတယ်လဲဆိုတော့မျိုးစေ့ဆိုတာကျဲဖို့လားတိမ်ဖို့လားမျိုးစေ့ဆိုတာတိမ်ထားဖို့လားကျဲဖို့လားတနည်းအားဖြင့်မျိုးစေ့ဆိုတာစားဖို့လားစိုက်ဖို့လားပြန်ပြောမယ်မျိုးစေ့ဆိုတာစားဖို့လားစိုက်ဖို့လားမျိုးစေ့ကိုစားလိုက်တယ်ဆိုရင်နောက်စီဇန်မှာရိတ်ဖို့ရှိမလားပြန်ပြောမယ်မျိုးစေ့ကိုမစိုက်ဘဲနဲ့စားလိုက်ရင်နောက်စီဇန်မှာကျွန်တော်ရိတ်ဖို့ရှိမလားမစားဘဲနဲ့စိုက်တော်သူဖြစ်ဖို့အရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေဟာလေလုယာအကြောင်းမိသားစုများဖယားသခင်ကယုံကြည်သူများကိုတဲကန်ဒါရဘဝအထဲမှာပဲကျင့်လဲစေချင်တာမဟုတ်တဲကန်ဒါရဘဝဆိုတာဘာလဲဆိုတော့မနဲ့တိုင်းမှာမာနမုတ်ကိုတွားပြီးတော့မှကောက်ရတယ်တရက်စာတရက်ပြောပေါင်းတရက်စာတရက်ပြောပေါင်းတရက်စာတရက်လို့ပြောတဲ့အခါမှာဘာကိုပြောတယ်လဲဆိုတော့ paycheck to paycheck ပြောပေါင်း paycheck to paycheck ဒီတစ်ပတ်Thursday ဖြစ်ဖြစ် Friday နေ့မှာဝင်လာတဲ့ paycheck ကနောက်တစ်ပတ် Thursday Friday နေ့မှာမမိသမီလေးချန်သေးတာအဲ့ဒါမာနနဲ့အသက်ရှင်တဲ့ဘဝဖယားသခင်ကကျွန်တော်တို့ကိုနိုင်ငံတော်နဲ့ဆိုင်တဲ့စီးမြဲဥပဒေသားတွေကိုတုံသင်ပေးတာကအဲ့ဒီနိုင်ငံတော်နဲ့ဆိုင်တဲ့စီးမြဲဥပဒေသားကိုတေချာနားလည်ပြီးဆိုရင်ကျွန်တော်ပြောတာမဟုတ်တော့နှုတ်ကပတ်တော်ကဘာပြောလဲဆိုတော့လွန်ခဲ့တဲ့နေ့ကရိတ်သောစပါးဟောင်းကကြံသေးတယ်ဒါပေမဲ့စပါးအသစ်ကရောက်လာပြီစပါးအသစ်ကစပါးဟောင်းကိုမြည်တဲ့အထိကောင်းချီးပေးခြင်းတော်ဖယားဟာလေလုယာဟာလေလုယာပြောချင်တာကဒီတစ်ပတ်မှာရတဲ့ paycheck ကလာမဲ့ပတ် paycheck ဝင်လာပြီဒီတစ်ပတ်ကဥစ္စာကတုံ့မြမလို့ဒီတိုင်းပဲရှိသေးတယ်သုံးစရာကိုမလိုတာအဲ့ဒါကိုပြောတာနားလည်ဖို့ရောက်တဲ့ဖျားရှင်ကောင်းချီးပေးပါစေ
အဲ့ဒါဘယ်ပေါ်မှာရဖြစ်လာမလဲဆိုတော့နိုင်ငံတော်ရဲ့စီးမြဲဥပဒေသားဖြစ်သောငွေကြေးဆိုင်ရာတွေကိုနားလည်လာပြီဆိုရင်ဖယားသခင်အဲ့ဒီပေါ်မှာသူ့ရဲ့ blessing ကို release လုပ်မယ်ဖယားသခင်ဖြစ်တယ်နားလည်ဖို့ရောက်တဲ့ဖယားရှင်ကောင်းချီးပေးပါစေဖယားသခင်ကကျွန်တော်တို့ကိုတဲကန်ရထဲကမာနကိုပဲတရက်စားဖို့ပဲကောက်တော့ဘဝကနေပြီးတော့မှဘယ်ဘဝကို transfer လုပ်စေချင်တယ်လဲဆိုတော့ကာနန်ပြည်ရောက်လာတဲ့အခါမှာသူတို့ကတရက်စားမဟုတ်တော့ကာနန်မှာဘာဖြစ်လာတယ်လဲဆိုတော့လိုက်ဆိုပေးပါအောင်စားဖို့ရှိတယ်စိုက်ဖို့ရှိတယ်စုဖို့ရှိတယ်ဟာလေလုယာတဲကန်တော့အဲ့မှာမရှိဘူးကာနန်ပြည်ရောက်မှအဲ့ဒါရှိတာစားဖို့လည်းရှိတယ်ပြန်လဲစိုက်ပျိုးဖို့လည်းရှိတယ်စုဖို့လည်းရှိတယ်မကဘူးပြန်လဲပေးကမ်းဖို့တောင်ရှိတယ်နားလည်ဖို့ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေအဲ့ဒါကြောင့်မိသားစုများကျွန်တော်တို့ရဲ့အသက်တာမှာခရီးယန်မလို့ကျွန်တော်ပြန်ပြောမယ်နော်ခရီးယန်မလို့ကျွန်တော် pulpit ပေါ်မှာငွေချေးချောင်းပြောတာကလောကဆန်လုံးနဲ့လောဘကြီးရကြလုံးနဲ့အမလေးအဲ့ဒါတွေအားလုံးက no ဒီအပြင်ကနေပြီးတော့မှဒီနေရာနေပြီးတော့အပြင်ရောက်ရင်ဘာအတွက်နဲ့ပဲကျွန်တော်အများဆုံးချိန်ကုန်လဲငွေအတွက်နဲ့ပဲချိန်ကုန်တာအဲ့ဒါကြောင့်ဖယားเจ้าမှာယုံကြည်သူများကဒီ principle တွေကိုဒီနိယာမတွေကိုသေချာနားမလဲရင်အလုပ်တော့လုပ်မယ်သေချာနားထောင်ပေးပါလုတ်တလောက်တော့ရမယ်ဖယားကတင့်ကိုလုတ်တလောက်ရတဲ့ဘဝကနေလွတ်မြောက်ပြီးတော့မှစားဖို့လည်းရှိမယ်စိုက်ဖို့လည်းရှိမယ်ပြီးရင်စုဖို့လည်းရှိမယ်ပြီးရင်ပြန်လဲပေးကမ်းဖို့ရှိတဲ့ဘဝကိုတက်လန်းစေခြင်းတော်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာနားလည်ဖို့ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေအဲ့ဒါကြောင့်ဒီနေ့တင်းရဲ့အသက်တာမှာထိုရနဲ့ပတ်သက်ပြီးတော့မှယုံထွက်လာဖို့အရေးကြီးတယ်ယုံထွက်လာတယ်လို့ပြောတဲ့အခါမှာယုံကြည်ခြင်းနဲ့ယုံထွက်ဖို့အရေးကြီးတာဖြစ်တယ်နည်းနည်းတော့ဝါရခက်မယ်ပြောပြမယ်နည်းနည်းတော့ဝါရခက်မယ်စဉ်းစားတင်းကိုယ်တိုင်တင်းရဲ့ဘဝမှာဒီ season မှာဒီကာလမှာမိဘများကဒီငွေချင်းနဲ့ပတ်သက်ပြီးတော့မှယုံကြည်ခြင်းနဲ့မယုံထွက်ရင်ယုံထွက်တယ်လို့ပြောတာနင်းကန်ယုံထွက်ဖို့ပြောတာမဟုတ်သူ့ရဲ့နိယာမတွေကိုလိုက်နာလိုက်ယုံပဲသူ့ရဲ့နိယာမတွေပါလေလိုက်နာလိုက်ယုံပဲတင်းကိုယ်တိုင်ဒီဘဝမှာမယုံထွက်ရင်တင်းရဲ့သားသမီးတွေလည်းဒီ stronghold ဆိုတဲ့ဒီငွေချင်းမလွတ်မြောက်ခြင်းမှာပဲဒီ American system ထဲမှာသွားနေရမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီကာလမှာကျွန်တော်တို့မိဘများနေတဲ့ဒီ principle တွေကိုနားလည်ပြီးတော့မှခက်ခဲတော်လဲယုံကြည်ခြင်းနဲ့ယုံထွက်လာပြီဆိုရင်ပြောပြမယ်မိသားစုများ10နှစ်15နှစ်20တင်းမအိုခင်မှာတင်းကောတင်းရဲ့မိသားစုသားသမီးသားစင်မြေဆက်ကောငွေချင်းလွတ်မြောက်ခြင်းနဲ့အသက်ရှင်ရမယ့်သူတွေဖြစ်လာမှာဖြစ်တယ်ဟာလေလုယာနားလည်ဖို့ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေဘာကြောင့်လဲဆိုတော့လောကမှာအရာကတိုက်ဆိုင်မှုနဲ့ခလုတ်တိုက်ပြီးတော့မှကြုံကြိုက်လို့ဆိုတာမရှိဘူးအရာကမျိုးစင်နဲ့သွားတာပြောပါမျိုးစင်နဲ့သွားတာကံကောင်းလို့ဆိုတာမရှိဘူးခလုတ်တိုက်မိလို့ဆိုတာမရှိဘူး kingdom principle မှာမျိုးစေ့ကိုတေချာနားလည်ပြီဆိုရင်ဒီစီးမြင်ဥပဒေတာကိုတေချာနားလည်ပြီဆိုရင်အသက်တာမှာလွတ်မြောက်လာမှာဖြစ်တယ်နားမလဲသေးဘူးဆိုရင်တော့တဝဲလဲပဲသွားနေရအောင်မှာဖြစ်တယ်ဖယားသခင်ကပြန်ပြောမယ်နော်ဖယားသခင်ကတင့်ကိုတဲကန်ရထဲမှာပဲကြံခက်စေချင်တာမဟုတ်ဘဲနဲ့ကာနန်ပြည်ကိုကူးမြောက်လာစေချင်သောဖယားသခင်ဖြစ်တယ်အာမင်ကာနန်ပြည်ကိုကူးမြောက်လာစေခြင်းတော်ဘုရားသခင်ဖြစ်တယ်အဲ့ဒါကြောင့်ဒီငွေကြေးဆိုင်ရာစီးမြင်ဥပဒေသားတွေကိုနားလည်ဖို့လို့ငါဒီကနေ့ဘုရားသခင်သင်တို့ကိုရှင်းပြလက်ကောင်းချီးပေးပါစေလောကမှာသင်တို့ကိုအောင်မြင်ခြင်းနဲ့ပြောမယ်နော်လောကကိုအောင်သောသူတွေနဲ့အသက်ရှင်စေခြင်းတလို့လောကမှာလည်းအောင်မြင်သောသူတွေနဲ့အသက်ရှင်စေခြင်းတော်ဘုရားသခင်ဖြစ်တယ်ပြန်ပြောမယ်နော်တချို့တွေကစကလုံးကိုခွဲတယ်မခွဲနဲ့လောကကိုအောင်သောယေရှုအားဖြင့်လောကကိုအောင်သောအသက်တာနဲ့အသက်ရှင်စေခြင်းတလို့လောကမှာနေတဲ့တစ်လျှောက်လုံးမှာလည်းအောင်မြင်ခြင်းနဲ့အသက်ရှင်စေခြင်းတော်ဘုရားသခင်ဖြစ်တယ်ဖယားသားသမီးတွေကသူများအတွက်အလင်းဖြစ်ဖို့စားဖြစ်ဖို့ကောင်းကြီးဖြစ်ဖို့ဆိုတော့ကိုယ်တိုင်ကောင်းကြီးတည်ဆောင်တော်သူရင်ဖြစ်ဖို့အရေးကြီးတာအာမင်ပြန်ပြောမယ်သူများအတွက်ကောင်းကြီးဖြစ်ဖို့ကကိုယ်တိုင်ကောင်းကြီးဖြစ်တော်သူဖြစ်ဖို့အရေးကြီးတာဖြစ်တယ်သင်ကိုယ်တိုင်ကောင်းကြီးမဖြစ်သေးဘဲသူတစ်ပါးအတွက်ကောင်းကြီးဖြစ်ဖို့ဆိုတာဝေးအာမင်ဆိုတော့လောကမှာအောင်မြင်ဖို့လို့ငါကျွန်တော်ဒီနိယာမတွေတည်ဖို့ရေးကြည့်တယ်ပြီးရင်ဒီအားလေးတစ်ချက်လေးပြောပြချင်တယ်မိသားစုမြေဒီဟာကျွန်တော်ရဲ့ဝိညာဉ်ထဲမှာဒီတလောမှာတော်တော်လေးကိုပွက်ထလာလို့ပြောပြမယ်
ကျွန်တော်တို့ယုံကြည်သူတွေကဒီဝိညာဉ်သဘောတွေကိုလည်းပေါ့တန်ထားတာကျွန်တော်တို့ကဘာကိုပဲအလေးထားတယ်လဲဆိုတော့လောကအရာတွေမြင်လို့ရတဲ့အရာတွေကြိုက်သွယ်စမ်းသပ်လို့ရတဲ့အရာတွေကိုပဲကျွန်တော်တို့ကအဲ့ဒါတွေကိုပဲကျွန်တော်ဥစားပေးတယ်မှတ်ထားပါမိသားစုများဝိညာဉ်ရေးရာမှာနောက်ကျရင်လေဝိညာဉ်ရေးရာမှာနောက်ကျရင်ကာယရေးရာမှာလောကရာတွေမှာလည်းအများကြီးနောက်နေတယ်နော်မိသားစုများဒီသဘောကိုတို့သိချင်နားလည်တယ်မဟုတ် chew on it okay ဆက်ပြီးတော့မှအိမ်ရောက်တဲ့ချိန်ကျပြန်လဲစဉ်းစားပါဝိညာဉ်ရေးရာမှာ advance ဖြစ်တော်သူဝိညာဉ်ရေးရာမှာပါနတ်တော်သူဝိညာဉ်ရေးရာမှာရှေ့ရောက်တော်သူကအလိုနဲ့နှစ်တွေကြာလာတာနဲ့အမျှ season တွေပြောင်းလာတာနဲ့အမျှရာသီတွေပြောင်းလာတာနဲ့အမျှဝိညာဉ်ရေးရာမှာ advance ဖြစ်တော်သူကအလိုနဲ့ကာယရေးမှာ advance ဖြစ်တော်သူကအမြဲတမ်းကြော်တက်မြဲရှိတယ် hallelujah hallelujah အဲ့ဒါကြောင့်တင်းရဲ့လောကအောင်မြင်ခြင်းနဲ့တင်းရဲ့ဝိညာဉ်ကောင်းစားပြီးတော့ဝိညာဉ်ရဲ့မှာဖခင်ရဲ့သဘောတွေကိုအရင်ဆုံးတေချာနားလေသဘောပေါက်ဖို့အားလုံးကိုတာယုတ်အာယုံစိုက်စေချင်တာဖြစ်တယ်။နားလေဖို့ရောက်တဲ့ဖခင်ရှင်စကားပြောပါစေ။ပြီးလောကမှာအောင်မြင်ဖို့အတွက်နော်လောကမှာအောင်မြင်ဖို့အတွက်ကျွန်တော်တို့ဘယ်သူနဲ့လက်တွဲတယ်လဲဆိုတာသိအရေးကြီးတယ်။ပြောပြအောင်လက်တွဲခြင်းနော်ကျွန်တော်လောကမှာအောင်မြင်ဖို့အတွက်နော်ဘယ်သူနဲ့လက်တွဲတယ်လဲဆိုတာသိအရေးကြီးတာဖြစ်တယ်ကိုနဲ့လက်တွဲသောသူကအောင်မြင်သောသူဖြစ်တယ်ဆိုရင်ကိုလည်းအလိုနဲ့အောင်မြင်ခြင်းလမ်းကြောင်းကိုရောက်လာလိမ့်မယ်ကိုနဲ့လက်တွဲသောသူကရှုံးနေသောသူအမြဲတမ်း bankrupt ဖြစ်သောသူဆိုရင်ကိုလည်းအလိုနဲ့ bankrupt ဖြစ်မှာပဲတနည်းအားဖြင့် Elon Musk နဲ့လက်တွဲပြီးတော့မှ partner လုပ်တယ်ဆိုရင်သူဒီအောင်မြင်တော့သူမလို့သူ့ရဲ့ partner တွေလည်းမအောင်မြင်ဘူးလားသူ့ရဲ့ stock မှာရင်းနေတော့သူတွေရှုံးမလားမြတ်မလားဘာကြောင့်လဲဆိုတော့ကိုနဲ့ partner လုပ်တော့သူကအောင်မြင်တော့သူဖြစ်တော့ကြောင့် amen ပြီးရင်လည်းကျွန်တော်တို့ investment မှာနာမည်အရန်ကြီးတဲ့ Warren Buffett နဲ့ partner လုပ်တယ်ဆိုရင်လည်းသူဒီအောင်မြင်တော့သူမလို့ကိုတွေလည်းမအောင်မြင်ဘူးလားကိုရဲ့ partner ဘယ်သူနဲ့ partner လုပ်တယ်ဆိုတာတိတ်ရေးကြည့်တာ哦 Warren Buffett နဲ့နော် Warren Buffett နဲ့ partner လုပ်ရင်အောင်မြင်မယ်ဒါမဲ့ Chinese Buffett နဲ့နော် partner လုပ်ရင်တော့ဝလာမယ်အဲ့ဒါနော် Warren Buffett နော် Warren Buffett နဲ့နော်ကျွန်တော်တို့ partner လုပ်တာကောင်းတယ်ဒါမဲ့ Chinese Buffett နဲ့တော့ partner တော့မလုပ်နဲ့နော်အဲ့ဒါအရေးကြီးတယ်အဲ့ဒါကြောင့်မိသားစုကပြောချင်တာကကိုကငွေကြေးဆိုင်ရာမှာဘယ်သူနဲ့ partner လုပ်တယ်ဆိုတာတိတ်အရေးကြီးတာဖြစ်တယ်လောကမှာနော်ကျွန်တော်တို့က Warren Buffett နဲ့ partner မလုပ်ရင်တောင်မှ Elon Musk နဲ့ကျွန်တော်တို့ partner မလုပ်ရင်တောင်မှသူတို့တွေအားလုံးနဲ့ကြော်လွန်သောကောင်းကင်ဘုံဘုရားသခင်နဲ့ partner လုပ်ရတာဖြစ်တယ် Hallelujah Hallelujah အဲ့ဒီဘုရားသခင်နဲ့ကျွန်တော် partner လုပ်တယ်ဆိုရင်ဘုရားသခင်စီးမြင့်တဲ့အသက်ရှင်နေဆိုရင်ဘယ်တော့မှမရှုံးနိုင်ဘူးနားလေဖို့ရောက်တဲ့ဘုရားရှင်စကားပြောပါစေနားလေဖို့ရောက်တဲ့ဘုရားရှင်စကားပြောပါစေဒီငါးချက်ကိုကျွန်တော် share ချင်တယ်ဒီနေ့ဒါဆိုဘယ်လိုလုပ်ကြမလဲကဘာမှာအောင်မြင်ဆုံးအကျွယ်ဝဆုံးပြီးရင်လူတကာမော်ကြည့်ရတဲ့ဂျူးလူမျိုးတွေ principle ၅ချက်ကိုပြောပြမယ်ဂျူးလူမျိုးတွေတရောင်းစားမရှိဘူးစင်းရဲနှုံချတာတိတ်ရှားတယ်လွန်ခဲ့တဲ့2019လား18လားဆရာမနဲ့ကျွန်တော်တို့ Israel နိုင်ငံသွားတော့သွားတဲ့အခါမှာတရောင်းစားတိတ်မတွေ့ဘူးပဲမရှိတော့ပဲ Israel နိုင်ငံမှာလေတရောင်းစားမရှိတော့ပဲသူတို့ကနေသူတို့အလုပ်ဖြစ်ကြတယ်ကျွန်တော်ဒီမှာလည်းပြောပြီးပြီကာနန်မြို့ကိုသွားတဲ့အခါမှာအဲ့ဒီမြို့ကကာနန်မြို့ပြင်လဲတလန်းလုံးလဲကာနန် market တွေပဲကာနန် market တွေပဲတခါလာလဲကာနန်သူတို့တွေက tourist များလုံးတဲ့အခါမှာလေသူတို့ရောင်းတဲ့ဈေးမှာ discount လည်းမသိမရှိဘူးစစ်လို့တော့ရတယ်သူတို့ပါဇက်တဲ့ရှိရဈေးတင်တာသူတို့ကဘာကြောင့်ဆိုတင်မဝယ်ရင်လဲတင်တော့မှာ customer တွေအပြည့်ဖျားရလို့ကောင်းကြည့်ပေးတာကြည့်အဲ့ဒါကြောင့်ကျွန်တော်ပြန်လာတဲ့အခါမှာကျွန်တော်ဝိညာဉ်လောကမှာမြင်လို့ရတယ်ဆိုရင်လေ Israel နိုင်ငံမှာဒေါ်လာတွေမိုးလို့ရွာနေတယ်လို့ကျွန်တော်ခန်းစားရတယ် shop တေးလေးရှိလဲငွေဖြစ်တယ်နောက်ဆုံးကိုကျွန်တော်ပြောပြတာကျွန်တော်တို့အဲ့ဒီJericho မြို့ရောက်သွားပြီးတော့မှယေရှုခရစ်တော်ဘုရားသခင်ရက်40အစာရှောင်တဲ့တောင်အဲ့ဒီတောင်ကိုကျွန်တော်တက်သွားတဲ့အခါမှာအဲ့တောင်ချေရဲမှာကြောက်တွေကိုလေကာလာနဲ့တင်ဘောဆေးနဲ့တောက်ပြီးတော့မှ Jericho ဆိုတဲ့နာမည်လေးရေးတာ$5ဒီမှာကြောက်တုံးတစ်ခုကိုခါလာချဲပြီးတော့မှ$ရေးချပါလားဘယ်သူဝယ်မလဲဟိုမှာသူများဝယ်တယ် Holy Land ကထွက်တော့ကြောက်ဖြစ်တော့ဘာကြောင့်လဲသူတို့တွေဖျားကောင်းကြီးပေးတော်လူမျိုးဖြစ်တော်ကြောင့်ဖြစ်တယ် Hallelujah Hallelujah ဘာကြောင့်ဖျားကောင်းကြီးပေးတယ်လဲဒါဆိုရင်ဘာကြောင့်ဖျားကနင်းကန်ကောင်းကြီးပေးတယ်လဲကြည့်အကြောင်းရင်းရှိတယ်
ဘာကြောင့်ဖခင်သခင်သူတို့ကိုနင်းကန်ကောင်းချီးပေးလေသူတို့မှာ code of ethic လို့ခေါ်တဲ့သူတို့မှာစီးမြင်တွေရှိတယ်သူတို့မှာ principle တွေရှိတယ်သူတို့မှာ light ကို light နာရတဲ့သူတို့ရဲ့စီးမြင်စည်းကမ်းတွေရှိတယ်၅ခုပဲပြောပြမယ်ဒီနေ့နံပါတ်1ဂျူးလူမျိုးတွေဒီလောက်ထိငွေချေးမှာလောကမှာအောင်မြဲတဲ့နံပါတ်1ချက်ကဘာလဲဆိုတော့သူတို့ကနှစ်သက်ရောက်လာတိုင်းမှာဘာလို့တလဲဆိုတော့အဲ့ဒါမပြောခင်မှာဂျူးလူမျိုးတွေကနှစ်သက်ရောက်လာပြီဆိုရင်သူတို့ရဲ့ rabbi တွေ pastor တွေပေါ့ကျွန်တော်တို့ context နဲ့ပြောရင်သူတို့ရဲ့ pastor တွေကစီးပွားရေးသမားတွေနားမှာသွားပြီးတော့မှနော်သူတို့ခေါ်မဆိုင်ဘူးစီးပွားရေးသမားတွေနားမှာသွားပြီးတော့မှဦးနာနောင်2026အတွက်ဦးနာတော်ရမိသားစုကဖျားသခင်နိုင်ငံတော်အတွက်ဘယ်လောက်ပါဝင်မလဲသူတို့ခေါ်လို့မဟုတ် rabbi တွေသွားပြီးတော့မှသွားကောက်တာစီးပွားရေးသမားတွေကလည်းရှိပြီးလို့မဟုတ်ဘူးဖျားသခင်ဒီနှစ်ထဲမှာဒီလောက်ကောင်းချီးပေးမယ်ဆိုတာကြိုတင်ယုံကြည်ခြင်းနဲ့ကြိုတင်ပြီးတော့မှ2026အတွက် faith promise ပေါ့ကြိုတင်ပြီးတော့မှသူတို့ကပြောကြတယ်နှစ်ဦးတိုင်းမှာကြည့်နော်အဲ့ဒါကြောင့်မနေ့ဖမ်းနေစပြီးတော့မှအတင်းတော်ဆိုင်သုံးဆိုင်ကိုသွားရင်ကောင်းမလားလို့နောက်တာပါမကြောက်ကြပါနဲ့မလာပါဘူးကျွန်တော်အဲ့ဒါမျိုးပြောရင်တခါလဲနော်မျိုးချစ်တချင်းဆိုသွားမယ်မလာပါနဲ့တခါလဲနော်မျိုးချစ်တချင်းတွေပါနော်ကျွန်တော်ကြိုဆိုနေမကောင်းနော်ပြောပြတာနားလည်ဖို့ဖျားရှင်ကောင်းချီးပေးပါစေဆိုတော့သူတို့တွေဒီလောက်ကောင်းချီးခံစားပြီးတော့ဖျားချီးမြောက်ရတဲ့ငါးချက်ထဲမှာပထမချက်ကဘာလဲဆိုတော့ God owns everything ဖယားသခင်ကအရာအလုံးပိုင်ကြောင်းလုံးသဘောပေါက်တာဖယားသခင်ကအရာအလုံးပါလေပိုင်ဆိုင်တယ်တင်းရဲ့ဝင်ငွေအလုံးတင်းရဲ့ကားအလုံးတင်းရဲ့အိမ်အလုံးတင်းရဲ့ပိုင်ဆိုင်မှုတင်းရဲ့ asset တွေကစ saving က checking ကအရာအလုံးဘယ်သူပိုင်လဲဖယားပိုင်ကြောင်းလုံးသဘောပေါက်တဲ့အခါမှာနှမျောတွန့်တိုခြင်းမရှိဘူးကျွန်တော်တို့ကဒီ principle ကိုနားမလည်တဲ့အခါမှာဒီသဘောနားမလည်တဲ့အခါမှာပေးရင်လဲကိုယ်အိတ်ကတ်ထဲကအမလင်မရနေနဲ့ပေးရသလိုဖဲ့ရသလိုတင်ကတင်းရဲ့အိတ်ကတ်ထဲဖဲ့တာမဟုတ်ဖယားတကယ်ပေးထားပြီးတဲ့ထဲကနေပြီးတော့မှဖယားတကယ်တင်းကိုပေးသလားမပေးသလားစမ်းသပ်တာနားလည်ဖို့ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေပထမချက်က God owns everything ဖယားကအရာအလုံးပိုင်ကြောင်းသူတို့သဘောပေါက်တယ်နံပါတ်1 money is a test of righteousness Judeတွေက God owns everything number 1 number 2 money is a test of your righteousness ငွေကြေးဆိုတာတဲ့တင်းရဲ့ရိုးသားဖြောင့်မတ်ခြင်းကိုစမ်းသပ်သောအရာတက်ဖြစ်တယ်တဲ့ကြည့်ကြားကြလားငွေဆိုတာဘာလဲတင်းရဲ့ရိုးသားဖြောင့်မတ်ခြင်းကိုစမ်းသပ်သောအရာတက်ပြီးခဲ့တဲ့နှစ်ပတ်မှာပြောပြီးပြီ kingdom ထဲမှာနိုင်ငံတော်မှာငွေကအကြီးဆုံးလားအငယ်ဆုံးလား one more time နိုင်ငံတော်မှာငွေကြေးဆိုတာကအကြီးဆုံးလားအငယ်ဆုံးလားအငယ်ဆုံးမှာတော့မှရိုးသားဖြောင့်မတ်မှုမပြနိုင်ဘူးဆိုရင်ကြီးမားသောနေရာတွေမှာရိုးသားနိုင်မလားကြည့်နော်အဲ့ဒါကြောင့်ဂျူးလူမျိုးတွေဘယ်လိုခံယူတယ်လဲဆိုတော့ money is a test of your righteousness ငွေကြေးဆိုတာတင်းရဲ့ဖြောင့်မတ်ခြင်းကိုစမ်းသပ်တော့ရတဲ့ပဲနားလည်ဖို့ရောက်တဲ့ဖျားရှင်စကားပြောပါစေတတိယချက်လွတ်မြောက်စေချင်တာဖြစ်တယ်မိသားစုများလွတ်မြောက်စေချင်တာဖြစ်တယ်အာမင်တိုးမထူးကြနဲ့တင်းတို့အတွက်ဖြစ်တယ်အာမင်ဟာလေလုယာအာမင်ကျေထူးသောသူများ၌လွတ်မြောက်ခြင်းတက်ရောက်ပါစေအာမင်နံပါတ်3 generosity invites blessing generosity invites blessing ရဲ့ရောပေးကမ်းခြင်းကကောင်းချီးမင်္ဂလာကိုဖိတ်ခေါ်တယ်ဂျူးတွေရဲ့ခံယူချက် generosity invites blessings ရဲ့ရောပေးကမ်းခြင်းကဘာလဲကောင်းချီးမင်္ဂလာကိုဖိတ်ခေါ်တယ်ကစီနေခြင်းလားရဲ့ရောခြင်းကစီနေခြင်းလားရဲ့ရောခြင်းလားတွန့်တိုခြင်းလားရဲ့ရောခြင်းလားရဲ့ရောခြင်းကကောင်းချီးမင်္ဂလာကိုတာ၍ဖိတ်ခေါ်တာဖြစ်တယ်အဲ့ဒါကြောင့်ခုနကျွန်တော်တို့ဖတ်တဲ့ context မှာရှောလမုန်မင်းကြီးကဘာပြောလဲမျိုးစေ့ကိုဘာလဲနာနဲ့ချိန်၌မျိုးစေ့ကိုကျဲလို့ညဦးချိန်၌လည်းမကျဲပဲမနေနဲ့နှစ်ခုစလုံးဘာလဲကျဲဖို့ပဲဘာလဲနှစ်ခုစလုံးဘာလဲကျဲဖို့တက်တိမ့်ထားဖို့လားကျဲဖို့လားကျဲဖို့အဲ့ဒါကြောင့်ကြည့်
အဲ့ဒါလည်းအားလုံးကို Jew တွေကအဲ့ဒီ principle ကိုတေချာနားလည်တဲ့အခါမှာသူတို့ကဒီလိုလာတာ generosity invites blessings အဲ့ဒါကြောင့် Jew တွေကမလိုအပ်တဲ့နေရာမှာကစီကုတ်ဆုံးဒါပေမဲ့ပေးကမ်းခြင်းနဲ့ပတ်သက်လာရင်အပေးဆုံးဘာကြောင့်လဲသူတို့ဒီ principle ကိုနားလည်လို့ဒီသဘောတွေကိုနားလည်လို့မလိုအပ်တဲ့နေရာမှာဆိုရင်သင်တို့ကိုမေးခွန်း16000မေးလိုက်မယ်ဘာကြောင့်လဲဘာဖြစ်တယ်လဲဘယ်အတွက်မေးလိုက်မယ်ဒါပေမဲ့ပေးကမ်းခြင်းနဲ့ပတ်သက်လာပြီဆိုရင်ထိတ်ဆုံးတော့အမြဲတမ်းသွားတယ်ဟာလေလုယာဟာလေလုယာနားလည်ဖို့ရောက်တယ်ဖျားရှင်ကောင်းချီးပေးပါစေ၄ချက် Jew တွေရဲ့ financial principle ၄ချက်သူတို့ယုံကြည်ချက်၄ချက် integrity matters more than profit integrity matters more than profit ဘာလဲဆိုတော့အမျက်ရဖို့တဲ့ရိုးသားဖြောင့်မခြင်းကပို့ပြီးတော့မှအရေးကြီးတယ်စီးပွားရေးလောက်လာတဲ့အခါမှာပြန်ပြောမယ်နော်အမျက်ရဖို့တဲ့ရိုးသားဖြောင့်မခြင်းကပို့မြတ်တယ်အဲ့ဒါကြောင့်သူတို့အမျက်ရဖို့အကြီးပဲမကြည့်ဘူးသူတို့ရဲ့တိတ်ခါကိုပို့ထိန်းတယ်သူတို့ရဲ့ဂုဏ်ကိုပို့ထိန်းတယ်သူတို့ရဲ့တန်ဖိုးကိုပို့ထိန်းတယ်အဲ့ဒါကိုပြောတာ integrity matters more than profit နံပါတ်4နံပါတ်5နဲ့နောက်ဆုံးမှာ provision flows from obedience not anxiety ဖယားသခင်ရဲ့ထောက်မခြင်းကောင်းကြီးမင်္ဂလာကနာခံခြင်းကနေပဲစီးစင်တာဖြစ်တယ်အာမင်ချက်ထူပေးပါဦးအာမင်နော်ကောင်းကြီးမင်္ဂလာကဘယ်ကနေပဲစီးစင်တယ်လဲနာခံခြင်းကကောင်းကြီးမင်္ဂလာဘယ်ကနေစီးစင်တယ်လဲနာခံခြင်းကဘယ်အောင်နာခံမလဲပြောပါအောင်10ဖို့တဖို့ပြောပါအူသည်ပြောပါပူဇော်တကားဟာလေလုယာဒီအရအားလုံးမိသားစုများခုနကျွန်တော် partner အကြောင်းပြောတယ် partner လို့ပြောတဲ့အခါမှာတဦးတည်းကိုပြောတာမဟုတ် partner လို့ပြောတဲ့အခါမှာနှစ်ဦးနှစ်ဖက်ကိုပြောတာပြောပါနှစ်ဦးနှစ်ဖက်ဖယားအပိုင်းရှိတယ်လူအပိုင်းရှိတယ်အဲ့ဒါကြောင့်ဖယားနဲ့ဘယ်လို partner လုပ်မလဲဆရာလို့ပြောရင်ဆယ်ဖို့တဖို့တွေပုံမှန်သက်စာရှိစွာမှန်ကန်ခြင်းအဖြစ်အဦးသီးတွေပုံမှန်သက်စာရှိမှန်ကန်ခြင်းအဖြစ်ပူဇော်တကားတွေပုံမှန်သေချာပေးခြင်းအဖြစ်ပါလဲဆိုတော့တင်းဒီအလိုလိုနဲ့အမြင့်ဆုံးသောဖယားသခင်နဲ့တင်းဒီ connection လုပ်ပြီးတော့မှ partner လုပ်လိုက်တာဖြစ်တယ်ဟာလေလုယာတင်းဘက်ကလှုပ်ဆရာရှိတာလှုပ်ဖယားဘက်ကသူလှုပ်ဆရာရှိတာလှုပ်လိုက်မယ်တင်းလုံနိုင်တာကဆယ်ဖို့တဖို့ပေးမယ်အဦးသီးပေးမယ်ပူဇော်တကားပေးမယ်ဖယားဘက်ကတင်မလုံနိုင်တဲ့အရာကဘာလဲဆိုတော့ကာကွယ်ခြင်းပြောပါကာကွယ်ခြင်းပြောပါအောင်လုံခြုံစေခြင်းပြောပါအောင်ကျမ်းမာစေခြင်းဟာလေလုယာအဲ့ဒါအားလုံးငွေနဲ့ဝယ်လို့ရလားငွေနဲ့ဝယ်လို့ရလား security ကိုတော့ငွေနဲ့ငားလို့ရတယ်အဲ့ဒီ security ကလုံခြုံခြင်းမပေးနိုင်ဘူးsecurity ကိုတော့ငွေနဲ့ငားလို့ရလားဒါပေမဲ့လုံခြုံခြင်း security ကပေးနိုင်လားလုံခြုံခြင်းကွယ်ကာခြင်းဘယ်သူပဲပေးလဲဖယားသခင်ကပဲပေးတာဖြစ်တယ်ဟာလေလုယာဆရာဝန်တွေကိုငွေနဲ့သွားကြည့်လို့ရတယ်သွားတွေးလို့ရတယ်ကျမ်းမာခြင်းဆရာဝန်ပေးလားကျမ်းမာခြင်းဘယ်သူပေးလဲဖယားကပဲပေးတာဟာလေလုယာဟာလေလုယာအဲ့ဒါပြောတာကျွန်တော်တို့ဘက်ကလှုပ်ဆရာရှိတာလှုပ်ဖယားဘက်ကသူလှုပ်ဆရာရှိတာလှုပ်လိမ့်မယ်အဲ့ဒါဖယားနဲ့ partner လှုပ်ခြင်းလို့ခေါ်တယ်နားလည်ဖို့ရောက်တဲ့ဖျားရှင်ကောင်းချီးပေးပါစေနားလည်ဖို့ရောက်တဲ့ဖျားရှင်ကောင်းချီးပေးပါစေအားကြောင့်မိသားစုများဒီကနေ့သင်ရဲ့အသက်တာမှာဒီ kingdom principle တွေကိုသေချာနားလည်ဖို့အထူးပဲရေးချတာဖြစ်တယ်တခုကြားဖြတ်ပြောပြချင်တယ်မိသားစုများနော်ကျွန်တော်တို့မိဘတွေရဲ့ DNA သားစင်မြင့်ဆက်မှာကူးတာကအားလုံးသိပြီးသားဖြစ်တယ်ဒီတလောမှာကျွန်တော်နားထောင်ဖြစ်တဲ့ຢာတစ်ခုကဘာလဲဆိုတော့ World War II ဒုတိယကမ္ဘာစစ်မှာဟစ်လာကဂျူးလူမျိုးတွေဘယ်နှတန်းတက်လဲ6တန်းဘယ်နှတန်းလဲ6တန်းအဲ့ဒီ6တန်းကိုသူကဖျက်ဆီးပြီးတော့တပ်ပလိုက်တယ်အဲ့ထဲမှာ Holocaust ရဲ့ survivor လို့ခေါ်တဲ့အဲ့နာနဲ့လွတ်မြောက်လာသောသူတွေတချို့ရှိတယ်အဲ့ဒီလွတ်မြောက်လာသောသူတွေကလွတ်မြောက်လာပေမဲ့အဲ့ဒီကြောက်ရွံ့ခြင်းနဲ့ချင်းချောက်ခြင်းအဲ့ဒီညှင်းဆဲခြင်းကြောင့်သူတို့တွေကစိတ်ဓာတ်ရေးရာမှာသူတို့က mentally disabled ဖြစ်သွားတာတချို့တွေဒါမှမဟုတ်ရင်သူတို့အဲ့ဒီကြောက်ရွံ့ခြင်းကစီးဆင်းသွားတာတကယ်ခံစားတာကအဖိုးဖြစ်မယ်ဒါပေမဲ့လိတ်လာတဲ့အခါမှာအဲ့ဒီ Holocaust survivor တွေရဲ့မြစ်ထီတောင်မှာအဲ့ဒီကြောက်ရွံ့ခြင်းပါလာတယ်လို့သိပ္ပံပညာရှင်ဆရာဝန်နဲ့တွေ့ရ DNA အဲ့ဒီလူတွေရဲ့ DNA တောင်ပြောင်းသွားတယ်လို့
ဒီတလောမှာကျွန်တော်လိတ်လာရတယ်ပြောချင်တာကအဲ့ဒါ negative ဖြစ်ပေမဲ့မိသားစုများမိခင်တယောက်ဖခင်တယောက်ကဖယားသခင်နဲ့ဖန်နာလုပ်ပြီးတော့မှပေးကမ်းခြင်းမှာနားလေသဘောပေါက်ပြီးတော့မှပေးကမ်းသောအသက်တာနဲ့ရက်ရောသောအသက်တာနဲ့တွာလာရင်တင်းရဲ့ DNA ကတင်းရဲ့ generation လိုက်မှာစီးဆင်းပြီးတော့မှတင်းတို့မိသားစုကပေးကမ်းသောကြွယ်ဝသောအသက်တာဖြစ်လာမှာပြောတာဖြစ်တယ်ဟာလေလုယာဟာလေလုယာပြောပြမယ်မိသားစုတင်းရဲ့ကစီးကုတ်ချက်တင်းကိုလွတ်မြောက်စေမှာမဟုတ်တင်းရဲ့နှမျောတုံတို့ချက်တင်းကိုဘယ်တော့မှလွတ်မြောက်စေမှာမဟုတ်နားမလဲပဲယုံကြည်ခြင်းနဲ့တင်းယုံကြည်တဲ့ခြေလမ်းပြီးတော့မှပေးကမ်းတတ်ခြင်းဘဝကတင်းရဲ့ဘဝကိုလွတ်မြောက်လာစေမှာဖြစ်တယ်ဟာလေလုယာယုံကြည်ခြင်းနဲ့လက်ခုပ်တီးပြီးတော့ဒီပြုရအောင် praise the lord ဘယ်လိုပဲနေနေဟာလေလုယာအဲ့ဒါကြောင့်ယေရှုခရစ်တော်ဘုရားသခင်မသွန်သင်ဘူးလားရှင်မာသက်ခန်းကြီး6ငယ်24 25အဲ့ဒါထိုးပေးပါအောင်ရှင်မာသက်ခန်းကြီး24 25ထဲမှာသခင်နှုတ်ရဲ့အစေကိုမခံနိုင်ဘူးယေရှုပြောချင်တာခွာဖို့ပြောနေတာမဟုတ်ဘဲနဲ့သခင်တဦးသာလေအနောက်လိုက်တယ်ဆိုတဦးကကြုံဖြစ်ဖို့ကိုပြောနေတာဖြစ်တယ်အားလုံးဖတ်ရအောင်အဘယ်သူများခဏလေးဒီနေရာမှာသင်ကသေချာယတိပြတ်ဆုံးဖြတ်ပြီးတော့မှဖယားသခင်သာလင်လို့ပြောရင်သူ့ရဲ့ principle တွေလည်းသင်လိုက်နာရတော့မှာဖြစ်တယ်သူ့ရဲ့ principle တွေတိုင်းသင်တကယ်လက်တွေ့အသက်ရှင်လာပြီဆိုရင်ကြာလာတဲ့အခါမှာရုပ်တရက်တော့မဟုတ်ဘူးသင်ရဲ့ generation မှာတော့၎င်းသင်ရဲ့သားစဉ်မြင့်ဆက် generation မှာတော့၎င်းယေရှုဖယားဒီသင်ရဲ့သခင်ဖြစ်လာတဲ့ဆိုရင်ငွေဆိုတဲ့လောကီအရာတွေအားလုံးကသင်ရဲ့ကျွန်ဖြစ်လာတော့မှာဖြစ်တယ် hallelujah သင်ဒီငွေနောက်ကိုလိုက်တော့သူမဟုတ်တော့ဘဲနဲ့သခင်နောက်ကိုအမြဲတမ်းလိုက်တော့သူကငွေကအနောက်ကနေလိုက်လာတာဖြစ်တယ် hallelujah ငွေလိုခြင်းလို့သခင်နောက်လိုက်တာမဟုတ်ဘဲနဲ့သခင်နောက်အလိုလိုက်လာတယ်ဆိုရင် kingdom ထဲမှာသင်သေချာသက်ရှင်လာတယ်ဆိုရင်ငွေကအလိုနဲ့သင်နောက်ကိုလိုက်ပြီးတော့သင်ရဲ့ဂျုံဖြစ်ကိုဖြစ်တာဖြစ်တယ် hallelujah 25ကိုဆက်ဖတ်ရအောင်ထို့ကြောင့်ရပြီခုနသခင်တို့အကြောင်းပြောပြတဲ့အခါမှာဒီဟာဆက်ပြောတာဖြစ်တယ်ဘာကြောင့်လဲသခင်မန်ကိုနောက်သခင်မန်ရဲ့နောက်ကိုတေချာလိုက်ရင်တဲ့စားဖို့ပူပန်စရာလိုလားဝတ်ဖို့ပူပန်စရာလိုလားသူကပဲအကုန်လုံးစီစဉ်ပေးသွားမယ်ဟာလေလုယာလက်ခုပ်တီးပြကိုချီးမွမ်းပါဦး praise the lord ဟာလေလုယာအဲ့ဒါကြောင့်မိသားစုများကိုကသခင်မန်နောက်လိုက်တယ်ဆိုရင်စားဝတ်နေရေးဆိုတဲ့အကုန်လုံးကအလိုလိုနဲ့သူကပြင်ဆင်ထားပြီးသားဒါမဲ့ယုံကြည်သူတော်တော်များများကဘာကြောင့် daily life မှာ weekly life မှာ monthly life မှာ yearly life မှာဘာကြောင့် struggle ဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ principle နားမလဲသေးဘူး principle အတိုင်းအသက်မရှင်သေးဘူးဖယားတကယ် kingdom ထဲမှာကျွန်တော်တေချာအသက်မရှင်သေးတဲ့အခါမှာအဲ့ဒါတွေအတွဲနဲ့ပဲခေါင်းရှုပ်နေတာပြောမှာပေါ့ခင်ဗျားတို့ထင်မှာပေါ့ဆရာရဲ့ဒီ America နိုင်ငံမှာအရေးချင်းအင်္ဂလိပ်စာနော်ပြည့်အတွေ့အကြုံရဆရာအခုပြောနေတဲ့ financial freedom ဘယ်လိုရနိုင်မလဲဖယားတကယ်ကြောက်တုံးတွေတောင်မှအော်စေနိုင်တော့ဖယားတဒိတ်ဆန်တောင်မှစကားပြောစေနိုင်တော့ဖယားပင်လယ်နီကိုနှချမ်းခွဲတော့ဖယားအေလိယကိုချီယာကကျွေးစေနိုင်တော့ဖယားဟာလေလုယာဖယားမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးတစ်ချက်လေး idea ဖွင့်ပေးဖို့ပဲရေးချတာဖြစ်တယ်ဟာလေလုယာတရားဟောရာကျမ်းခန်းကြီး8ကိုတစ်ချက်လေးထိုးပေးပါအောင်ဘာကြောင့်လဲဆိုအဲ့ဒီ kingdom principle နဲ့အသက်ရှင်လာရင်ဖယားသခင်ကထိုကဲ့သို့ငွေကတင်းရဲ့ဂျုံဖြစ်ဖို့လို့အစွမ်းပေးမယ်လို့ပြောတော့ဖယားသခင်ဖြစ်တယ်အာမင်အားလုံးဖယားအောင်ငါတကိုCome on noအခုငါလှုပ်ရငါရတာငါအလုပ်သွားလို့ငါဝင်ငွေရတာဆိုပြီးတော့မှစဉ်းစားတာတော့မှဘာလဲအပြည့်ဟာအလုပ်သွားလို့ရတာလေဟုတ်တယ်တင်အလုပ်သွားလို့ဒါပေမဲ့တင်အလုပ်သွားနိုင်ဘယ်သူကတင်ကိုစကြရကောင်းကြီးပေးတာလဲဖယားဟာလေလုယာကြည်နော်အဲ့ဒါကြောင့်အဲ့ဒီစဉ်းစားတဲ့အရာတော်မှနံပါတ်1တင်ရဲ့ mentality တင်ရဲ့အတွေးခေါ်ကိုအရင်ဆုံးပြင်ကြလားတင်းရဲ့ mentality တင်းရဲ့ခံယူချက်ကိုအရင်ပြင်ငါအလုပ်သွားလို့ငါရတာဖယားကမကာကွယ်ရင်ညတွင်းချင်းမှာတော့မှအဆိုးပြောတာတော့မဟုတ်လေဖြတ်သွားနိုင်တယ်
ဒါမဲ့နေ့တိုင်းနိုးထစေသောဖယားဟာလေလုယာဟာလေလုယာနော်အဲ့ဒါကြောင့်မျိုးကြီးဆိုတဲ့သချင်းထဲမှာမရှိဘူးလားမိုးလင်းလို့ထတာမဟုတ်ဖယားကထခွင့်ပေးလို့အာမင်ဟာလေလုယာအဲ့ဒီတဘောကိုတေချာနားလေတယ်ဆိုရင် kingdom principle ငွေချစ်စရာ kingdom principle ကိုရီတွဲခက်ခဲတော့မလားမခက်ခဲဘူးအေးဆေးဖြစ်သွားမယ်ဟာလေလုယာဆက်ဖတ်ရအောင်သင်ဤHallelujah Hallelujah ဘာစွမ်းတတ်သည်လဲစီးစိမ်ရတတ်သော One more time ဘာစွမ်းတတ်သည်လဲစီးစိမ်ရတတ်သောစွမ်းစီးစိမ်ဆိုတာကဒီတပတ်စာနှစ်ပတ်စာကိုပြောတာမဟုတ်တားစင်မြေးဆက်ပြောပါဦးတားစင်မြေးဆက်တနည်းအားဖြင့် generational blessing ဘာလဲ generational blessing ကဲဒါဆိုရင်ဒီနှုတ်ကပတ်တော်ဘယ်သူတွေကိုအရင်ပြောတယ်လဲဆိုဂျူးလူမျိုးတွေပြောပါဦးဂျူးလူမျိုးတွေဂျူးလူမျိုးတွေဒီကောင်းချီးမင်္ဂလာမရဘူးလားရတယ်ဘာကြောင့်လဲဆိုဖျားစကားပေါ်မှာပဲသူတို့ပြန်မှုတည်တော့ကြောင့်ခုနကကျွန်တော်ပြောတဲ့ဂျူးတွေရဲ့ principle ၅ခုကျွန်တော်ချပြပြီးပြီ God owns everything ကြည့်ဘာလဲ God owns everything ပြီးရင်နံပါတ်1 money is a test of your righteousness ကြည့်နော် money is ဘာလဲ a test of your righteousnessငွေချင်းဆိုတာကသင်ရိုးသားဖောင်းပြောင်းမှချင်းကိုစမ်းသပ်တော်ရပြင် generosity invites blessing ရေရောပေးကမ်းချက်ကောင်းချီးမင်္ဂလာကိုဖိတ်ခေါ်တယ် integrity matters more than profit အမြတ်ရဖို့တဲ့ရိုးသားဖောင်းမှချင်းကပိုရေးကြည့်တယ် provision flows from obedience not anxiety နော်ဒီသဘောတွေကိုဒီနှုတ်ကပတ်တော်ကိုခြေခံပြီးတော့သူတို့လိုက်လာတဲ့အခါမှာဘုရားကဘာပေးတယ်လဲဆိုတော့ကျွန်တော်လိုက်ဆိုပေးပါဦးစီးစိမ်ရတတ်တော်အစွမ်းပြောပါစီးစိမ်ရတတ်တော်အစွမ်းဂျူးလူမျိုးတွေကိုပဲပေးမယ်လို့ဘုရားမပြောဘူးယေရှုခရစ်တော်ထဲနဲ့အာဗြဟံရဲ့သားသမီးဖြစ်တဲ့သင်နဲ့ကျွန်တော်ကိုလည်းပေးဖို့ဆင်သင့်ဖြစ်တော်ဘုရားသခင်ဖြစ်တဲ့ဟာဟာလေလုယာဘယ်ပေါ်မှာလဲ kingdom principle ငွေကြေးဆိုင်ရာဘုရားရဲ့နေရာမှာကိုလိုက်လာပြီဆိုရင်ဘုရားသခင်ကသင်ရဲ့အုံနောက်ကိုတစ်ချက်ဖွင့်ပေးလိုက်မယ်တစ်ချက်လေးဖွင့်ပေးလိုက်ရင်သင်လစ်ပြီအဲ့ဒါသွားပြီကြောင်သွားမှာမဟုတ်ချမ်းသာသွားမှာဘုရားသခင်တစ်ချက်လေးဖွင့်ပေးလိုက်တော့သွားပြတာနော်ကျွန်တော်တို့တက်တာမှာတဘောအလုံးပြောပါဦးတဘောအလုံးကောင်းစားသွားမယ်အာမင်ဟာလေလုယာဘုရားသခင်မတတ်နိုင်ဘူးလားဘုရားသခင်မတတ်နိုင်ဘူးလားအခုကြည့်နော်ဂျူးနိုင်ငံဆိုတာတသေးလေးကမ္ဘာမြေပုံထဲမှာတသေးလေးပတ်ဝန်းကျင်ကဂျော်ဒန်အီဂျစ်လီဘီယာပြီးရင်ဆော်ဒီအာရေဗီးယားပြီးရင်ဟိုအပေါ်ဘက်မှာဆိုရင် Turkey အကုန်လုံးကြည့်နိုင်ငံအကြီးတွေပဲဖယားသခင်ခွင့်ပြုရင်လေနေ့ချင်းညချင်းမှာတက်နင်းချင်တာမြေကပမြေပုံကတွေကိုသူတို့ကခါရဲဖယ်ရှားပြစ်ချင်တာတလောက်နိုင်ငံကြီးတွေကနိုင်ငံတက်သေးလေးဂျူးနိုင်ငံကိုထိလို့ရလားဘယ်သူအစွမ်းကြောင့်လဲဖယားပေးတဲ့အစွမ်းကြောင့်ဟာလေလုယာတင်ပညာတတ်ခြင်းမတတ်ခြင်းဒီကပေါ်အရေးချင်းရှိခြင်းမရှိခြင်းမို့တင်ဘက်မှာဖယားပါရှိခြင်းပဲအရေးကြီးတာဖြစ်တယ်ဟာလေလုယာတင်ဘက်မှာဖယားအမြဲတမ်းသူပါရှိခြင်းတင်ဘက်မှာပဲလုံးမြတ်တာကိုရမှာဖြစ်တယ် praise the lord amen နားလည်ဖို့ရောက်တဲ့ဖျားရှင်စကားပြောပါစေအကြောင်းမိသားစုများကျွန်တော်တို့ရဲ့အသက်တာမှာအရင်ဆုံးလို့တော့ငွေနံပါတ်1မဟုတ်ဖယားရဲ့မျက်နှာသားဘာလဲဖယားရဲ့မျက်နှာသားဖယားရဲ့မျက်နှာသားတဲ့သွားတော်သူတွေကိုဘယ်သူမှထိလို့မရအောင်ယောသက်ကဖယားရဲ့မျက်နှာသားတဲ့သွားတဲ့အခါမှာအခြေအနေဖယားသူ့ကိုပုံသွင်းနေတဲ့ကာလမှာတော့သူလူလဲခံရပေမဲ့လေသူ့ရဲ့ယဉ်ကျေးမှုတက်ဘယ်သူမှဖြစ်စည်းလို့မရအောင်အဆုံးမှာသူ့ရဲ့ပန်းတိုင်ရောက်တယ်ဖယားမျက်နှာသားနဲ့သွားတဲ့ဒါဝိဒ်ကိုလန်တိုနဲ့နန်းတော်ထဲမှာအနီးကထိုးပေမဲ့လည်းမထိဘူးကြည့်နော်ဖယားရဲ့မျက်နှာသားနဲ့သွားတော်သူတွေကိုရန်သူကလုံးဝထိလို့မရအောင်မနာလို့ပဲရတယ်တိုက်ခိုက်လို့ပဲရတယ်နော်လေတနက်ပြစ်လို့ပဲရတယ်အတင်းတုတ်တာလေတနက်ပြစ်လို့ပဲရတယ်ကိုတော့ထိလို့မရအောင်ကြည့်နော်အဲ့ဒါကြောင့်လေတနက်ပြစ်တဲ့ထဲမှာတော့မပါနဲ့နော်အရေးကြီးတယ်စ
ဆိုတော့အဲ့ဒါကြောင့်မိသားစုများအရေးကြီးတာပါလေဖယားမျက်နှာသာဘာလဲဖယားမျက်နှာသာအဲ့ဒီဖယားမျက်နှာသာဘယ်ထဲမှာရှိလဲ principle ထဲမှာပြောပါ principle ထဲမှာအဲ့ဒါကြောင့်မိသားစုများနောက်ဆုံးနေတဲ့နေရာနဲ့ပြောပြမယ်နော်နောက်ဆုံးနေရာပြောပြမယ်ငွေကြေးအကြောင်းပြောတဲ့အခါမှာငွေကြေးတက်တက်မဟုတ်မိသားစုများတင်းရဲ့နာခံခြင်းပြောပါနာခံခြင်းတင်းရဲ့နာခံခြင်းကိုစမ်းသပ်တာငွေချေးကတင်းကနာခံခြင်းနဲ့ဒီငွေချစ်10ဘုတ်တဘုတ်အဦးသီးနဲ့ပူဇော်တကာတင်းကပေးလိုက်တာအဲ့ဒီနာခံခြင်းတင်းဖျားရှိမှယူလာတာကငွေချေးဒါမဲ့ဖျားကတင်းရဲ့နာခံခြင်းကိုကြည့်ပြီးတော့မှငွေနဲ့ဝယ်လို့မရတဲ့ခုနဒီမှာအစွမ်းတတိဆိုတဲ့အစွမ်းငွေအစွမ်းတွေပေးလာမယ်မျက်နှာသားတွေပေးလာမယ်ကျမ်းမာခြင်းတွေပေးလာမယ်ထိုးဖောက်ခြင်းတွေပေးလာမယ်တင်းမကြုံဘူးတဲ့အရာတွေအားလုံးဖျားတဲ့တခုသူပေးလာတာတင်းလှုပ်လိုက်တာကငွေချေးသူတောင်းတဲ့ principle တခုလေးကိုတင်းနာခံတာဒါမဲ့တင်းနာခံတာတခုဖျားသခင်ပြန်ပေးတာကအများကြီး hallelujah hallelujah အဲ့ဒါကိုပြောတာမိသားစုများယုံကြည်သူများဒီ principle ကိုတေချာနားလည်ရင်ပေါ့ပါနဲ့တက်ရှင်မှာဖြစ်တယ်ငါစ조사လို့ရတာပါအေးစ조사ပေါ့စ조사ရင်စ조사တလောက်ပဲရမယ်ဖယားသခင်ပေးချင်တာကစ조사တလောက်တဲ့လုံကဲစွာတားစင်မြဲဆက်အစွမ်းတတ်သည့်စီးစိမ်ရတတ်သောအစွမ်းတတ်သည့်ကိုပေးချင်တော့ဖယားနောက်ဆုံးပြောတာများပြီစီးစိမ်တလောက်ပဲပြောတော့မှာကျွန်တော်ဆဲဖို့တဖို့ကျွန်တော်ပြောတဲ့အခါမှာပြောပြီးပြီလေကျွန်တော်မြန်မာပြည်သားတွေအထူးသဖြင့်ကျွန်တော်ချင်းလူမျိုးတွေတိုင်းရင်းသားတွေ23ဆက်ချမ်းသာတာများလား23ဆက်တောက်လျှောက်ချမ်းသာခြင်းကြွယ်ဝခြင်းစီးစင်းတာများလားရှိတော့ရှိမယ်ဒါမဲ့လက်ချိုးရည်လို့ရမယ်မရှိဘူး15နဲ့20ခန်းနဲ့ကျွန်တော်အများနဲ့ပြောမယ်နော်ပြောတော့မပြောချင်ဘူးဒါမဲ့ပြောပြမယ် online ဆိုပေမဲ့ကျွန်တော်ရွာကိုပဲပြောပြမယ်ကျွန်တော်ရွာမှာကျွန်တော်ငယ်ငယ်တုန်းကကြွယ်ဝချမ်းသာတဲ့လူတွေအခုမရှိတော့အများကြီးမပြောခဏနေကြရင်နော်ကို့ရွာအကြောင်းကိုနော်မကောင်းပြောတာဖြစ်မှာဆိုလို့ဒီမှာရှိတယ်အားလုံးသိကြတယ်ကျွန်တော်ရွာမှာကျွန်တော်ငယ်ငယ်တုန်းကချမ်းသာတဲ့လူတွေအခုဘဝကပြောင်းပြန်ဖြစ်သွားပြီတသက်ခံလားသားစင်မြေဆက်သွားလားအဲ့ဒါစစ်မှန်တဲ့ကောင်းကြီးမဟုတ်ဖယားပေးခြင်းနဲ့ကောင်းကြီးမင်္ဂလာကဖယားကတင့်ကိုပေးတဲ့အစွမ်းတတိကတင့်ရဲ့သားစင်မြေဆက်ကိုလည်းစီးဆင်းသွားတာကိုလိုချင်တာဟာလေလုယာအဲ့ဒါကဘယ်ထဲမှာလဲနှုတ်ကပတ်တော်ထဲမှာ तू ကလျှို့ဝှက်ထားပြီးသားအဲ့ဒီ kingdom principle ကိုတေချာနားလဲဆိုရင်ဖယားကပေးချင်တာဟာလေလုယာအဲ့ဒါကြောင့်ခုနပထမ context မှာပြောလဲဆိုတော့နာနဲ့အချိန်တိုင်းမျိုးစေ့ကိုကျဲလို့ညဦးချိန်တိုင်းမကျဲပဲမနေနဲ့ပြန်ပြောမယ်နော်မျိုးစေ့ဆိုတာစားဖို့လားစိုက်ဖို့လား one more time မျိုးစေ့ဆိုတာစားဖို့လားစိုက်ဖို့လားတင်းရဲ့မျိုးစေ့ကိုစားပြစ်တော်သူမဟုတ်ဘဲနဲ့ဖျားဥစ္စာကိုလည်းတိမ့်ထားတော်သူမဟုတ်ဘဲနဲ့ကျဲတော်သူဖြစ်ပါစေပြောပါအောင်ကျဲတော်သူဖြစ်ပါစေတခါတို့လည်းကြားဖူးပြီးမှာပါဆရာကြီးဦးတင်မောင်ထွန်းကသူ့ရဲ့အသင်းတော်မှာပေးသီးဆိုင်ပါလို့ဝင်ရတဲ့အခါမှာတောင်ပေါ်ကအမျိုးသမီးတယောက်ကသူကြားတာကပဲသီးလို့ကြားတာအိမ်ပြန်ပြီးတော့မှပဲသီးဆိုင်တော့ကျေးဇူးတော်ကြောင့်သူ့ရဲ့ပဲသီးလည်းအကြီးကျယ်ထွက်တယ်တဲ့ဆရာကြီးဦးတင်မောင်ထွန်းပြောတာကပဲသီးမဟုတ်ပေးသီးပေးကမ်းခြင်းကိုပြောတာနားလည်ဖို့ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်အဲ့ဒါကြောင့်မိသားစုများမျိုးစိတ်ကိုစားဖြစ်တော်သူများမဟုတ်ဘဲနဲ့စိုက်တော်သူဖြစ်ရအောင်ပြောပါအောင်ဆယ်ဖို့တဘို့အဦးသည်ပူဇော်တကားနားလည်ဖို့ရောက်တိုင်းဖျားရှင်သူပဲကောင်းချီးပေးပါစေ